ဒီဘက်ကညီလေးဂယူးဆိုင်နော်တကနဲ့အပြည့်ရိုက်မယ်ဂယူးဆိုင်ကိုဆိုရင်တော့ကျွန်တော်တို့ရဲ့မြစ်တာချင်းပြိုင်ဘသူနိုင်ဆိုတော့ MTV လေးကိုရိုက်ကူးမှုတွေကိုဆိုရင်တော့ကျွန်တော်တို့ဖွဲ့ပြင်ဆင်နေပါပြီဒါကတော့ cameraman မောင်ကောင်းဖြစ်ပါတယ် perfect cameraman မောင်မင်းသူဖြစ်ပါတယ်ဒီဘက်ကတော့ perfect cameraman ဆရာချစ်ဖြစ်ပါတယ်ဒီဘက်ကတော့ perfect cameraman နိုင်လေးအောင်ဖြစ်ပါတယ်ဒီဘက်ကတော့ shooting manager ညီမလေးအင်းမြတ်သူဖြစ်ပါတယ်ဒီဘက်ကတော့မင်းသမီးလေးစွစုဖြစ်ပါတယ်ဒီဘက်ကတော့ကားသမားဖေးမောင်ဖြစ်ပါတယ်ဒီဘက်ကတော့ညီမလေးကတက်ဖြစ်ပါတယ်ဒါကတော့တချင်းပိုင်ရှင်အသေးကွဲမဲ့ကိုကြီးအပြစ်ရှာထားရသသွားအပြစ်ရှာသွားသူကြီးမြတ်တာတရားရဲ့အတိမ်နဲ့ရှင်နေအောင်ချပူမသိမယ်အပြစ်ရှာထားရသသွားပြစ်ခေါ်သွားသူကြီးမြတ်တာတရားရဲ့အတိမ်နဲ့ရှင်နေအောင်ချပူမသိမယ်သစ္စာချိန်ဝင်ထမအချစ်ဟာအလေးမသာချိန်ဝင်ရှာတစ်ဖက်ဆုံးဂုံတနာဘက်ကိုပြောင်းသွားခဲ့မြတ်တာချင်းပြိုင်မရှုံးမှုငါနိုင်လေ